နှစ်တုံးကဘယ်အချိန်မှမကောင်းလဲဆိုရင်တုံညနဲ့တော့တွဲပါပြီဆိုနှစ်တုံးကမကောင်းတော့ညနှစ်တုံးဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီနှစ်တုံးဟာတင့်ကိုဆန့်ကျင်ဖက်တွေကိုပဲမကောင်းတဲ့ဖက်ကိုပို့ပြီးတော့မှဆွဲဆောင်လာလိမ့်မယ်နံပါတ်အကြောင်းကိုတိခဲ့တာက10နှစ်ကျော်ကြာခဲ့ပြီနံပါတ်ကိုပြောင်းလဲခဲ့တာကလည်း10နှစ်ကျော်လာပြီပြောင်းလိုက်တဲ့နံပါတ်တွေကလည်းအယံမဲများတော့အဲ့ဒီအပေါ်မှာတွေ့လာတဲ့အတွေ့အကြုံရဆိုလို့ရှိရင်တချို့နံပါတ်တွေကထင်တယ်လို့မဆိုးနေဘူးတချို့ကောင်းပါတယ်ဆိုတဲ့နံပါတ်တွေကလည်းထင်တယ်လို့မကောင်းနေဘူးဒီလိုနံပါတ်တွေအပေါ်မှာဆမရဲ့အမြင်ကတတ်တတ်ကိုရှိနေတာအဲ့လိုပုံစံမျိုးဖြစ်သွားတာချို့နံပါတ်တွေကကြတော့မကောင်းဘူးဆိုတကယ်လက်တွေ့မှာကအဲ့လိုမဆိုးနေဘူးတချို့နံပါတ်တွေကကောင်းတယ်ဆိုပြီးအဲ့လောက်ကောင်းမနေဘူးတိလားနားထောင်တဲ့လူကတော့ဝေဝါးသွားမယ်နော်ဆရာဓမ္မတွေအရာများနေတယ်ဆိုပြီးတော့ဆမကတော့လက်တွေ့နဲ့ရှင်ပြီးတော့ပြောတာအခုနှစ်တုံးအကြောင်းကိုပြောလာပြီဆိုတဲ့အချိန်မှာနှစ်တုံးဟာဆမအတွက်ကကြတော့ပထမပြောတဲ့ဗီဒီယိုအတိုင်းပဲငွေရှာတော်တာအခွင့်အရေးကိုအခွင့်အရေးမှန်းတည်တာအခွင့်အရေးကိုကောင်းဖန်ဆုပ်နိုင်တာဆုပ်နိုင်တဲ့အခွင့်အရေးကိုလုံးဝအကောင့်ထဲပေါ်နိုင်တာပြဿနာတစ်ခုခုပေါ်လာပြီဆိုရင်လည်းအဲ့ဒီပြဿနာကိုပေါ်တဲ့နေရာမှာငြိမ်းအောင်လုပ်နိုင်တာအဲ့ဒါနှစ်တုံးအစွမ်းပဲသူများလှုပ်လို့မဖြစ်တဲ့အလုပ်ကိုလှုပ်နိုင်တာသူများရောင်းလို့မထွက်တဲ့ကုန်ကိုရောင်းနိုင်တာသူများမစီနဲ့မမြင်ပါဘူးဆိုတဲ့အခွင့်အလမ်းကိုမြင်နိုင်တာလက်လန်းယူနိုင်တာအဲ့ဒါနှစ်တုံးအစွမ်းပဲစမကနှစ်တုံးအကိုကင်ပြီးတော့မှဒီလိုအခွင့်အလမ်းတွေကိုရလို့အခုလိုမျိုးပြောနိုင်တာနှုံးကိုကင်ပြီးတော့မှဟာစိတ်ကစားတယ်နောက်လူကိုရှားတယ်အဲ့လိုမရှိဘူးငွေကလွှဲရင်ဘာမှမရှာဘူးနှစ်တုံးကိုကင်တဲ့ဆရာမကလေအခွင့်အရေးနဲ့ငွေကလွှဲရင်ဘာမှအပိုမရှာဘူးနံပါတ်3လူကိုရှာတယ်ဟာဆန့်ကျင်ဖက်တွေကိုဆွဲငင်တယ်အဲ့ဒါမဟုတ်ပါဘူးနှစ်တုံးကိုမကင်လဲဆွဲဆောင်မှုရှိတဲ့လူကရှိတာမယ်နှစ်တုံးကိုကင်နေပါရက်နဲ့ဆွဲဆောင်မှုမရှိပါဘူးဆိုတဲ့လူကလည်းမရှိပါဘူးအဲ့ဒါကြောင့်တိတ်ပြီးတော့မှအပေါ်မှာလေဟာဟိုလူကနှစ်တုံးကမကောင်းဘူးပြောတယ်ဆမကနှစ်တုံးပြောတယ်နှစ်တုံးကိုကောင်းတယ်ပြောတယ်ဟုတ်တယ်ဆမဖက်ကအမြင်ကတော့နှစ်တုံးကအရှမ်းကောင်းတယ်လောက်တိုင်းဖြစ်တယ်တိုးတက်တယ်ခိုင်ဆောင်တဲ့သူနားထောင်တဲ့လူစဝေစဝါမဖြစ်အောင်ပြန်လဲမျှဝေခြင်းပဲဖြစ်ပါတယ်အခုမှစူးစားပန်းစားနဲ့အရာဝယ်ကောင်းခြင်းနဲ့အလောက်ကိုင်းတွေကောင်းချင်ပါတယ်ဆိုတဲ့လူကနှစ်တုံးအစွဲကိုကိုင်လို့ရပါတယ်ဆိုတာကိုမျှဝေလိုက်ရပါတယ်ရှင်ဘက်ကိုပြောင်းလဲရင်တင့်ရဲ့ဘဝမောချဧကံပြောင်းလဲပါမယ်နံပါတ်ပရှင်နန်းရွှေလွင်ပါ